Hi ဖူးပွင့်ရတနာကျိုးဆိုပါရရှင်မေဒီနေ့ပေါ့နော်ညီမလေးတယောက်ကမာထားတာပေါ့နော်ပလဲတစ်ခွရှယ်လေးရယ်စလင်းရွှေမြင်းရွှေလာငွေလာကြောက်ကိုမေကပန်းခိုင်လေးလုပ်ပြထားတာလေးကိုမေကအခုအနီးကပ်ပြပေးမယ်နော်ညီမလေးကတော့ဒီ3ခိုင်မာထားပါပေါ့နော်ဒါလေးကပလဲတစ်ခွရှယ်လေးပါရှင်သူပလဲဟိုရိုးဒီ9000ကျော်တန်ရှိရဲဒါကြတော့9000ကျော်တန်ပေါ့နော်သူကကြတော့ဒီသူ့ရဲ့ဒီအရွက်လေးဒီလိုလေးတစ်ခွပန်းပုံစံလေးဒီမှာလေးသူ့ရဲ့အရှည်ဆိုလို့ရှိရင်လေတပင်နဲ့6လက်မရှည်ပါတယ်နော်ပန်းခိုင်အရှည်လေးကလေဒီဒါလေးကသူကညီမလေးကအမြဲတမ်းအားပေးတဲ့ညီမလေးကအခုထပ်ပြီးတော့မာတာပေါ့နော်ဒီနေ့အဲကြောင့်မေရိုက်ပြပေးတာဒါလေးကြတော့အဖက်TikTok မှာじゃအဖက်လေးနည်းနည်းပါတော့စလင်းရွှေမြင်လေးကနည်းနည်းလေးမိန်တလို့လေးဖြစ်တာအပြင်မှာကြတော့နည်းနည်းပို့ပြီးတော့တောက်တယ်နော်ဒါလေးကမွေးပလဲအစစ်နဲ့လှုပ်ထားတဲ့ပလဲတစ်ခွရှယ်လေးပါဒါလေးကစလင်းရွှေမြင်ရွှေလာငွေလာကြောက်လေးပါဒါလေးကကြတော့စလင်းရွှေမြင်ရွှေလာငွေလာကြောက်လေးကြသူကတဘာဝကြောက်တာအောင်မှတဘာဝအတိုင်းလေးပေါ့နော်ရွှေဝါရောင်လေးဖောက်နေတာပေါ့ညီမလေးကပလဲတစ်ခွရှယ်လေးနှခိုင်နဲ့ဒီစလင်းရွှေမြင်လေးကိုရောပြီးတော့ထိုးမှာပေါ့နော်သူကညီမလေးအမြဲအားပေးတာဒီနေ့လဲမေရဲ့အစောကြီးဆိုပြီးတော့ message ပို့ထားလို့မေကပါဆယ်ထုတ်မှာမို့လို့ပြပေးတာပေါ့နော်စလင်းရွှေမြင်လေးတော်တော်လေးလာတယ်ဒီမှာဒါလေးကပလဲတစ်ခွရှယ်လေးပါရှင်ဒီမှာ3ခိုင်ထိုးမှာပေါ့နော်3ခိုင်ဆိုတော်တော်လေးဝေးနေဒီစလင်းရွှေမြင်လေးကဘယ်ဟာနဲ့တွဲလာပါရှင်ကျေးဇူးပါအားပေးသွားတဲ့ညီမလေး